ညီကိုအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာတော့ Alpha Gel ပေါ့နော်ဒါပေမဲ့ Alpha Gel ပြောပြီးတော့ဘာလို့ဒီဖက်နှက်ပုံတွေလာပြနေလဲဆိုတော့ဒီ Alpha Gel ကိုဒီဖက်နှက်ကုမ္ပဏီကနေစပြီးတော့တီထွင်ဖန်တီးခဲ့တာပေါ့နော်ဒီ ASICS ဆိုတဲ့အရှိကောက်က Anima Sana Incorporazione ဆိုတာဒါလက်တင်ဘာသာစကားနဲ့ပြောတာဖြစ်ပြီးတော့သူ့ရဲ့အဓိပ္ပာယ်ကတော့ In Head of Body and Peace of Mind ပေါ့ဗျာမြန်မာလိုဘာသာပြန်ရမယ်ဆိုလို့ရှိရင်တော့ဒါကိုရောစိတ်ပါကျမ်းမာချမ်းသာခြင်းပေါ့အဲ့လိုပဲဘာသာပြန်ရမှာပဲသူ့ရဲ့အဲ့ဒီအရှိအစလုံးတွေကိုယူပြီးတော့ R6 ဆိုတဲ့နာမည်ဖြစ်လာတာပါခင်ဗျဒီ Alpha Gel ကိုဘယ်လိုစပြီးတော့ develop လုပ်လဲဆိုတော့1980လောက်ကဒီ Tiger Corporation ကနေပြီးတော့ soft silicone gel တွေကိုသူကထုတ်လုပ်တယ်ပြီးလို့ရှိရင်ဒီ1986မှာခုန R6 ဆိုတဲ့ဒီ sport shoes တွေမှာစပြီးတော့အသုံးပြုရပေါ့နော်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ဒီ Alpha Gel ကိုကားတွေစက်ရုံသုံးပစ္စည်းတွေelectronic ပစ္စည်းတွေပြီးလို့ရှိရင် safety ဘိုင်းဆိုင်ရာမှာသုံးတဲ့ပစ္စည်းတွေပြီးလို့ရှိရင် caregiving industry တွေကနေပြီးတော့ဒီ Alpha Gel ကိုအသုံးပြုတယ်ကျွန်တော်တို့နိုင်တွေမှာကျတော့ G-Shock မှာပေါ့နော် G-Shock မှာဆိုလို့ရှိရင်တော့ Alpha Gel ကိုပထမဆုံးစအသုံးပြုတဲ့ model က Gravity Master GWP 1000ပေါ့နော်ဒီ model မှာစပြီးတော့အသုံးပြုခဲ့တာဖြစ်ပါတယ်ဒီကောင်ကို Gravity Master လို့ဘာလို့ခေါ်ရတဲ့အကြောင်းရင်းကတော့သူကMaster of G ဆိုတဲ့ဒီ Triple G resist ပေါ့နော်ဒီ Triple G resist ဆိုတဲ့ဥစ္စာကပထမ G ကတော့ဒီ shock resist ပေါ့နော်ပြုတ်ကျတဲ့ဒဏ်တွေကိုကာကွယ်ပေးနိုင်တယ်ပေါ့နောက်တစ်ခုကကျတော့ centrifugal force ပြီးလို့ရှိရင် vibrating assist ဒီ၃ခုပေါင်း၃ခုလုံးခံနိုင်ရှိတဲ့ဥစ္စာကို Triple G resist လို့ခေါ်တာဖြစ်ပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့ဒီကျဲလေမောင်းတဲ့လူတွေက G force သုံးတဲ့အခါမှာရုတ်တရက်အချိန်ကိုဇက်ကနေမြင့်လိုက်တဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်အဲ့ဒီနိုင်တွေကရှိတဲ့ component တွေကအပြင်ကိုတစစီလွှင့်ထွက်မသွားအောင်လို့သူကကာကွယ်ပေးတဲ့သဘောပေါ့နော်အဲ့ဒီအတွက်ကိုသူကအဲ့ဒါကိုခံနိုင်ရှိအောင်လို့တီထွင်ထားခြင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့တခြားဒီ G-Force ကိုဒီကောင်က10ကနေ20အထိခံနိုင်တယ်ပေါ့နော်တခြား Richard Mille လို့ဘာလို့ဟာမျိုးနိုင်တွေပေါ့နော် G-Force ကို9000 1000အထိခံနိုင်တဲ့ဟာမျိုးတွေရှိတယ်ဒါပေမဲ့ဒီလိုနိုင်မျိုးတွေကြတော့ဘယ်လိုပြောရမလဲလူတယောက်ရဲ့G-Force ကိုခံနိုင်နှုံးက90ပဲရှိရဗျဥပမာဒီနိုင်ရမပြတ်ပြင်မဲ့အဲ့နိုင်ပတ်ထားတဲ့လူကတော့နောက်ဆုံးအဲ့ G-Force တက်ရောက်တယ်ပဲထားဗျအဲ့နိုင်ပတ်ထားတဲ့လူကတော့ဘလို့မှခံနိုင်ရှိမှမဟုတ်သေးနေပြီဗျာသိရမလားအဲ့တော့သူတို့ကဟို cutting edge technology ပေါ့နော်ဒီနီးပညာအတွက် challenge တစ်ခုအနေနဲ့သူတို့ကတီထွင်ဖန်တီးတာဖြစ်ပါတယ်ဒီကောင်တွေကကြတော့အဲ့လောက်လဲဈေးမကြည့်ဘူးဒါပေမဲ့တကယ် application သုံးလို့ရတဲ့ဟာမျိုးတွေဖြစ်တဲ့အတွက်များသောအားဖြင့်တော့တကယ် aviator တွေပြီးလို့ရှိရင်ဒီ extreme condition မှာသုံးကျင်တဲ့လူတွေကတော့ဒီလို Alpha Gel ပါတဲ့နိုင်မျိုးကိုရွေးချယ်ကြပါတယ်ဒီတော့ကျွန်တော်တို့ Alpha Gel ကိုသူတို့ဘယ်လို research လုပ်လဲဒီ Alpha Gel ရဲ့ capacity ကဘယ်လိုရှိလဲဆိုတော့Alpha Gel ကိုအသုံးပြုပြီးတော့စမ်းသပ်ထားတဲ့ဗီဒီယိုလေးတွေကိုကျွန်တော်ကြည့်ရအောင်ဗျပထမအဆုံးအနေနဲ့ကတော့ဒီစမ်းသပ်မှုကဒီ vibration ကိုဘယ်လို resist လုပ်တယ်ပေါ့နော်ဒီဘယ်ဘက်ကအကောင်ကကြတော့ဒီ Alpha Gel ခုထားတဲ့ဟာညာဘက်ကကောင်ကကြတော့ရိုးရိုးဟာပေါ့နော်ဘာမှမခုထားတဲ့ဥစ္စာဒီနှစ်ခုကိုသူတို့လောက်ခါတဲ့အခါမှာ Alpha Gel ကိုသုံးထားတဲ့ကောင်ကလုံးဝအနေထားမပြတ်ဘူးဒီညာဘက်ကဘာမှမခုထားတဲ့ကောင်ကလုံးဝပြိုသွားတယ်ပေါ့နော်ဒီလိုမျိုးညီညာမဟုတ်ဘဲနဲ့တစားစီလောက်ထားတဲ့ဥစ္စာမျိုးတော့မှ Alpha Gel ကခံနိုင်တယ်ဆိုတဲ့ဥစ္စာကိုဒါသက်သေပြထားတဲ့ဗီဒီယိုဖြစ်ပါတယ်ဒီတစ်ခုကကြတော့မတူညီတဲ့ frequency ကိုခံနိုင်ရှိရဆိုတဲ့ဥစ္စာကိုသူကပြကျင်တော့ဒီခုနှစ်ခုလေးကို marble လေးထည့်ပြီးတော့ frequency ကိုဖြည်းဖြည်းချင်းတိုးတယ်နောက်ဆုံးမှာ frequency ကအတိုင်းအတာတစ်ခုထိရောက်လာတဲ့အခါမှာတုံခါနှုံးပေါ့နော်တုံခါနှုံးကအတိုင်းအတာတစ်ခုထိရောက်လာတဲ့အခါမှာဒီညာဘက်ကဒီကြောက်တိုးလေးတွေကအပေါ်ခုန်တက်သွားတယ်ပေါ့နော်ခွက်ထဲကနေအကုန်လုံးလွင့်စင်သွားတယ်ဒါပေမဲ့ဘယ်ဘက်က Alpha Gel ခုထားတဲ့ဥစ္စာတော့လုံးဝအနေထားမပြတ်ပဲတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့သူတို့ Alpha Gel ကိုကြက်ဥအစိမ်းနဲ့စမ်းသပ်ပြဖြစ်ပါတယ်ဗျဒီ12 cm လောက်ထူတဲ့ Alpha Gel ပေါ်ကို18 m အမြင့်ကနေဒါ6ထပ်တိုက်လောက်ရှိတဲ့အမြင့်ကနေပေါ့နော်သူကြက်ဥအစိမ်းကိုပြစ်ချပြတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဒီကျလာတဲ့အခါမှာဖြစ်သွားတဲ့ short wave တွေအကုန်လုံး Alpha Gel က absorb လုပ်ပြီးတော့ဒီကြက်ဥအစိမ်းကလုံးဝပုံသဏ္ဍာန်မပြတ်ပဲနဲ့အကောင်တိုင်းဖြစ်နေရဆိုတဲ့ဥစ္စာကိုသူတို့စမ်းသပ်ပြတာဖြစ်ပါတယ်ခင်ဗျဒီတော့ကျွန်တော်တို့ညီကိုတွေအားလုံး Alpha Gel ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ဥစ္စာကိုသိလောက်ပြီလို့ထင်ပါတယ်ခင်ဗျဒီ G-Shock model တွေမှာဘယ် G-Shock model တွေမှာ Alpha Gel ပါလဲဆိုတဲ့ဥစ္စာလေးကိုကျွန်တော်
ပြပေးမှာဖြစ်ပါတယ်ညီကိုအားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျ